ရှေးဥစွာဖျားသခင်ကိုကျေးဇူးတင်တယ်ဗောနော်ဒီလိုမျိုးနဲ့နဲလာတဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တမန်တရားကိုဟောပြောဝေမျှတိုက်တွန်းခွာပေးနိုင်ဖို့ရအတွက်အစီအစဉ်ရေးဆွဲပေးတဲ့ကန္တာအတီးပေါ်မှာလည်းပဲအထူးပဲကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်ကျမရဲ့အခြေပြုကျမ်းပိုင်ဟာဆိုလို့ရှိရင်138ခုမြောက်သောစာလံအပိုင်းငယ်8အနေကိုအထိသာရဖျား၌ခိုလုံခြင်းသည်လူကိုစားခြင်းထက်သာ၍ကောင်း၏သာရဖျား၌ခိုလုံခြင်းသည်မင်းကိုစားခြင်းထက်သာ၍ကောင်း၏ဒီကနေ့ကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တမန်တရားရဲ့ခေါင်းစဉ်ဟာဆိုလို့ရှိရင်လူတို့ဤထောက်ခံမှုကိုမျော်လင့်မနေပါနဲ့လူတို့ရဲ့ထောက်ခံမှုကိုမျှော်လင့်မနေပါနဲ့ဒီကနေ့ကျမတို့လူသားတွေဟာဆိုလို့ရှိရင်တခါတည်းကျမလည်းဖြစ်တယ်အခြားသောသူလည်းဖြစ်တယ်လူတွေရဲ့ထောက်ခံမှုကိုကျမတို့တစ်ချိန်လုံးကျမတို့မျှော်ကိုတတ်ကြတယ်သူတစ်ပါးဟိုကျမတို့ဟာဆိုလို့ရှိရင်ကျမတို့အကောင်းပြောလာမယ်ဆိုလို့ရှိရင်ကျမတို့မျက်နှာပြုံးချိုးနေတာပဲဒါပေမဲ့တခါတလေသူတစ်ပါးကကျမတို့ကိုမကောင်းပြောဘူးဆိုလို့ရှိရင်ကျမတို့မျက်နှာဆိုရှင်ပုတ်တိုးပြီးတော့မှညှိုးနွမ်းတတ်ကြတယ်နော်ဒါပေမဲ့ဘုရားသခင်ဟာဆိုလို့ရှိရင်အဲ့ဒါလိုမဟုတ်ဘူးပေါ့နော်တခါတလေကျမတို့ဟာဆိုလို့ရှိရင်သူတစ်ပါးကိုကြည့်လိုက်တယ်သူ့မျက်နှာညှိုးနွမ်းသွားပြီဆိုရင်ဟဲ့ငါဘာများပြောမိလဲငါဘာများအမားလုံးမိလဲဆိုပြီးတော့မှကျမတို့ဟာဆိုရှင်သူတစ်ပါးရဲ့အရေးအကဲကိုခဏပဲကျမတို့ကြည့်မိတယ်ပေါ့နော်ဒါပေမဲ့သူတစ်ပါးကိုပေါ့နော်ထိမိ၍လဲเสียမပြောဖို့ဆိုတာကျမတို့အရောက်စီတိုင်းလဲစင်ချင်ဖို့အင်မတန်မှလိုတယ်ပေါ့နော်တိုးတော်ညာလည်းပဲကျမတို့တစ်ချိန်လုံးကျမတို့သူတစ်ပါးကိုအမြဲတမ်းပြောနိုင်အောင်ကျမတို့တရားမှမလုပ်ဆောင်နိုင်ဘူးဒီကဘာမှာရှိတဲ့လူသားအားလုံးကိုလည်းပဲကျမတို့အချိန်နဲ့တပြေးညီကျမတို့တို့ပြောအောင်ကျမတို့မလုပ်ပေးနိုင်ဘူးဒါပေမဲ့ကျမတို့ဟာသူတစ်ပါးရဲ့မတာမယာနေတဲ့မျက်နှာကိုပဲကျမတို့ဟာအချိန်ပြည့်ဘယ်လိုကျမတို့မြင်နေတဲ့အခါမှာကိုပဲအမားလုံးမိလားကိုပဲဘယ်လိုဘာများမကောင်းပြောမိလဲဆိုပြီးတော့မှကျမတို့ရဲ့နှလုံးသားမှာတခါတလေကျမလည်းပဲခံစားဖူးတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဟာဆိုလို့ရှိရင်အဓိကကျမတို့ဘုရားသခင်ကျမတို့ကိုဘာပြောနေပြီလဲဘုရားသခင်ပြောတဲ့အရာဟာကျမတို့ပို့ပြီးတော့မှနာခံတတ်ဖို့သူများတွေကျမတို့ကိုဘာပဲပြောနေပါစေမနော်အဓိကဘုရားသခင်ဘာပြောနေပြီလဲဘုရားသခင်ရဲ့နောက်ကိုကျမတို့ပို့ပြီးတော့မှတဆိုင်မဲ့လိုက်နိုင်ဖို့အင်မတန်မှအရေးကြီးတယ်လူတွေဟာနော်ကိုယ့်ကိုပြောပင်မဲ့လည်းပဲဘောနော်သူတို့ဟာဒီလူဟာမကောင်းဘူးဒီလူဟာဒီလိုဖြစ်တယ်ဆိုပင်မဲ့သူတို့တွေကကျမတို့ကိုအချိန်ပြည့်နဲ့အညီကြည့်ပေးနိုင်တဲ့လူမဟုတ်ကျမတို့ကိုအချိန်ပြည့်အညီကြည့်ပေးနိုင်တဲ့သူဟာဘုရားသခင်တပါးတာဖြစ်တယ်ဘုရားသခင်ဒီကနေ့ကျမတို့ကိုဘာလို့ဆိုလို့စေချင်လဲဘုရားသခင်ကျမတို့ကိုဘာလို့ခိုင်းစေချင်လဲဆိုတဲ့အရာကိုပဲကျမတို့ဟာရှေ့ရှုရမှာဖြစ်တယ်ဒါကြောင့်မလို့138ခုမြောက်သောစာလံအပိုင်းငယ်8မှာဆိုလို့ရှိရင်လေသာရဘုရားကိုခိုလုံခြင်းသည်လူကိုစားခြင်းထက်သာ၍ကောင်း၏တခါတလေကျမတို့ရဲ့အသက်တာမှာဘုရားသခင်ကိုခိုလုံဖို့ရအတွက်လူကိုပဲကိုးစားတတ်ကြတယ်လူရဲ့ထောက်ခံမှုကိုပဲကျမတို့ဟာမျှော်လင့်တတ်ကြတယ်ဒီလူဟာကိုယ်ထောက်ခံချိန်နဲ့အမျှကျမတို့ထောက်ခံနေပေမဲ့ဒါပေမဲ့အမြဲတမ်းကျမတို့ထောက်ခံတော်ညာလဲကျမတို့ကိုမကောင်းပြောတာလဲရှိကောင်းရှိနိုင်မယ်တိုးတော်ညာပဲဘုရားသခင်ရဲ့ထောက်ခံမှုကိုပဲကျမတို့အရောက်စီတိုင်းမျှော်လင့်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဒီကနေ့တမန်ကျမ်းစာထဲမှာဆိုလို့ရှိရင်လူတွေရဲ့ထောက်ခံမှုထက်ဘုရားသခင်ရဲ့ထောက်ခံမှုကိုအလေးထားပြီးတော့မှကြိုးစားလုပ်ဆောင်တဲ့အခါမှာမိမိတို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်အောင်မြင်မှုကိုရရှိခဲ့တဲ့လူလေးဦးအကြောင်းကိုကျွန်မအနေငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်ပထမတူဦးအနေနဲ့နေဟာမိနော်နေဟာမိရဲ့အကြောင်းကိုကျွန်မပြောချင်ပါတယ်နေဟာမိဟာဆိုလို့ရှိရင်အဲ့ချိန်ခါမှာဣသရေလလူမျိုးဟာတိုင်းတပါးတွေရဲ့ဖန်ဆီး
ခေါ်ဆောင်သွားခြင်းကိုခံရတဲ့အချိန်အခါဖြစ်တယ်နေဟာမိဟာဆိုလို့ရှိရင်ပြိုပြက်နေတဲ့ယေရုရှလင်မြို့ရိုးကိုပြန်လည်တည်ဆောက်ဖို့ရအတွက်ပါရှန်ဘရင်အာတေဇရစ်မင်းထံခွင့်ပြုချက်တောင်းတဲ့အခါမှာခွင့်ပြုချက်ရတဲ့အခါမှာနေဟာမိတီပြိုပြက်နေတဲ့မြို့ရိုးကိုပြန်ပြီးတော့မှတည်ဆောက်ဖို့ရအတွက်ယေရုရှလင်မြို့ကိုပြန်လာခဲ့တယ်ယေရုရှလင်မြို့ရောက်တဲ့အခါမှာနေဟာမိဟာဆိုလို့ရှိရင်ဣတိလာလူမျိုးများကိုစီယုံပြီးတော့မှမြို့ရိုးကိုပြန်လည်တည်ဆောက်ဖို့ရအတွက်သူဟာကြိုးပမ်းခဲ့တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်နေဟာမိမတ်စာအခန်းကြီးလေးအငယ်တစ်ကနေနှစ်ကိုကျမတို့ကြည့်မယ်ဆိုရှင်ထို့တော့ငါတို့သည်မြို့ရိုးတီချောင်းကိုတမလက်သည်ကြားတိသောအခါအလွန်ဒေါသအမျက်ထွက်၍ယူဒလူတို့ကိုပြည့်ရပြုလက်အာမရှိသောထိုယူဒလူတို့သည်အဘယ်သို့ပြုမိနီကိုခိုင်ခန့်စေမီလောရစ်ပူဇော်မီလောတနေ့ချင်းတွင်လက်ဆက်တတ်မီလောကျွမ်းလောင်သောကြောက်တို့ကိုအမိုက်ပုံများထဲကထုတ်၍ပြုပြင်မီလောဟုမိအမျိုးသားချင်းရှမာရိတတ်သားရှိမှပြောဆို၏ဒီကနေ့ပါနော်နေဟာမိဟာဆိုလို့ရှိရင်ပြုတ်ပြက်နေတဲ့ယေရုရှလင်မြို့ရိုးကိုပြန်လဲတည်ဆောက်ဖို့ရန်အတွက်ယေရုရှလင်ကိုပြန်တဲ့အခါမှာနော်တမလက်လူတွေဟာကြားတိတဲ့အခါမှာအင်တန်မှဒေါသထွက်တယ်သူတို့စောက်တဲ့မြို့ရိုးကခိုင်ခန့်ပါမလားဆိုပြီးတော့အမျိုးနော်နေဟာမိတို့ကိုကဲ့ရဲ့ပြစ်တင်ရှုံးချကြတယ်နောက်အငယ်3ကိုကျမတို့ဆက်ဖတ်မယ်ဆိုလို့ရှင်သူတို့အနားမှာရှိသောအာမုံအမျိုးသားတောဘိကလည်းသူတို့တိဆောက်သောမြို့ရိုးကိုတောခွေးထိခိုက်လင်ပြိုလဲလိမ့်မည်ဟုပြန်ပြော၏နော်အမျိုးကဲ့ရဲ့ပြစ်တင်ခြင်းကိုနေဟာမိခံရတယ်တိုးတော်ညာလည်းပဲနေဟာမိဟာဆိုလို့ရှိရင်နော်သူတို့ရဲ့ထောက်ခံမှုကိုမမျှော်ခဲ့ဘူးပေါ့နော်နေဟာမိဟာသူလှုပ်เสียရှိတာကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်ခဲ့တယ်အဲ့အချိန်မှာနေဟာမိခန်းကြီးလေးအငယ်ခွန်ရှေ့ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ယေရုရှလင်မြို့ရိုးမြစ်၍ပြိုပြက်ရာတို့ကိုပြုပြင်စဖြစ်သည်ဟုတမလက်နှင့်တောဘိအစရှိသောအာရက်လူအမုံလူအာဇုံလူတို့ကြားတိသောအခါအလွန်ဒေါသစိတ်ရှိသည်ဖြင့်ယေရုရှလင်မြို့ကိုစစ်ရှိ၍တိုက်မိထိုအမှုကိုဖျက်ဆီးမိဟုတညီတညွတ်ထဲတိုင်ပင်ကြ၏တကယ်လို့နေဟာမိတို့ဟာဆိုလို့ရှိရင်ဒီယေရုရှလင်မြို့ကိုတည်ဆောက်ခဲ့တည်ဆောက်နေတဲ့အချိန်မှာငါတို့ဟာတွားပြီးတော့မှဣသရေလလူမျိုးတွေကိုတိုက်ခိုက်မယ်ဆိုပြီးတော့မှအမျိုးမနော်မကောင်းကြံခဲ့ကြတယ်တိုးတော်ညာလဲနေဟာမိဟာဆိုလို့ရှိရင်သူတို့ရဲ့ထောက်ခံမှုသူတို့ရဲ့အားပေးမှုကိုနေဟာမိမမျှော်ကိုးခဲ့ဘူးအဓိကဖယားသခင်ရဲ့စေခိုင်းချက်ကိုပဲနေဟာမိကရှေ့ရှုပြီးတော့မှမြို့ရိုးကိုတည်ဆောက်ဖို့ရန်သူကကြိုးပမ်းလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျမတို့တွေ့ရှိခဲ့ပါတယ်ဥပမာရန်သူတွေတိုက်ခိုက်လာခဲ့မယ်ဆိုလို့ရှိရင်တစ်ဖက်ကိုအလုတ်လှုပ်စေပြီးတော့လက်တစ်ဖက်ကိုလက်နဲ့ကင်စီခဲ့တယ်ပေါ့နော်ဆိုတဲ့အကြောင်းကိုလည်းတမန်ကျမ်းစာထဲမှာအတိအလင်းဖော်ပြထားပါတယ်နေဟာမိမတ်စာခန်းကြီးလေးအငယ်20မှာဆိုလို့ရှိရင်လေတို့ဖြစ်၍တဘိုးမုတ်တန်ကိုကြားရအရက်မှငါတို့ထံသို့စီဝေးကြ၏ငါတို့၏ဖရာသခင်သည်ငါတို့ဖက်မှစစ်ကူတော်မီဟုမူးမဲ့မင်းအရာရှိကျွင်းတော်သူအလုံးတို့အားငါဆို၏တကယ်လို့သူအဲ့လိုဣတရီလာလူမျိုးတွေလည်းကြောက်မှာပဲတကယ်လို့ရန်သူတွေတိုက်ခိုက်လာရင်ဘယ်လိုလုပ်ရမလဲဒါပေမဲ့နေဟာမိဟာဆိုလို့ရှိရင်ဘုရားသခင်ငါတို့ဖက်မှာရှိတယ်ဘုရားသခင်ကိုငါတို့ကိုးစားရင်အရာခတ်သိမ်းတတ်နိုင်တယ်ဆိုတဲ့အကြောင်းကိုနေဟာမိဟာဆိုရှင်ဣတရီလလူမျိုးတွေကိုဖြောင်းဖြတဲ့အခါမှာပြောပြတဲ့အခါမှာဣတရီလလူမျိုးတွေလည်းစီလုံးတညီတညွတ်ထဲနဲ့တစ်ဖက်မှာအလုတ်လုတ်ပြီးတော့မှတစ်ဖက်မှာလက်နက်ကိုကင်စီတယ်ရန်သူတွေအချိန်မရွေးလာနိုင်တဲ့အတွက်ကြောင့်ရန်သူတွေလာတဲ့အခါမှာတိုက်ခိုက်ဖို့ရန်အတွက်သူတို့လည်းပြင်ဆင်ခဲ့တယ်တကယ်လို့ရန်သူတွေလာတဲ့အခါမှာတဘိုးအချက်ပေးနိုင်အောင်တဘိုးခရာကိုလည်းပဲ
ပြင်ဆင်ခဲ့တယ်ဒီကနေ့ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်နေဟာမိရဲ့အသက်တာမှာဆိုလို့ရှိရင်သူဟာဆိုလို့ရှိရင်ဘုရားသခင်ရဲ့ထောက်ခံမှုကိုဒါမျှော်လင့်တဲ့သူဖြစ်တယ်သူဟာဆိုလို့ရှိရင်အခြားသောလူတွေရဲ့ထောက်ခံမှုကိုသူမမျှော်လင့်ခဲ့ဘူးနော်လူဒါကြောင့်မလို့ပဲသူဟာဘုရားသခင်နဲ့အတူတွာလာပြီးဘုရားသခင်နဲ့ကိုတာကိုးစားပြီးတော့လှုပ်ဆောင်တဲ့အတွက်ကြောင့်မလို့ယေရုရှလင်မြို့ရိုးကို52ရက်အတွင်းမှာပဲအပြီးအစီးစောင့်လုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်မတို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီကနေ့ကျွန်မတို့အရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲနေဟာမိကဲ့သို့ပဲတခါတရံကျွန်မအရောက်စီတိုင်းရဲ့အသက်တာမှာထိုးနှက်မှုဆိုတာဝင်လာစမြဲပဲတိုးတော်ညာလည်းပဲသူတို့ရဲ့ပြောတဲ့အရာတစ်ခုစဉ်းစားတိုင်းကျွန်မတို့အတွက်ထိမိပြီးတော့လဲเสียမရှိပဲသူတို့ပြောလိုက်တဲ့စကားတခွန်းချင်းစီတိုင်းကျမတို့အတွက်စေးဖြစ်စေဖို့ပို့ပြီးတော့မှကျမတို့ပို့ပြီးတော့မှကြိုးစားဖို့ဘုရားသခင်နဲ့ပို့ပြီးတော့မှတွာလာဖို့အင်မတန်မှအရေးကြီးတယ်တခါတည်းကကျမတို့ကသူတစ်ပါးရဲ့ထိုးနှက်တဲ့စကားကြောင့်ပြိုလဲသွားတဲ့သူရှိတယ်တိုးတော်ညာလည်းပဲဥမာကျမဆိုလို့ရှိရင်ကျမရဲ့အသက်တာမှာဆိုရင်ထိုးနှက်မှုအများလာလေကျမပို့ပြီးတော့မှတင်ယူမှုရလေငါခံနိုင်ရရှိအောင်ဘုရားသခင်ပြင်ဆင်ပေးတာပြောပါစေကြိုက်တဲ့လောက်ပြောပါစေကိုမန်နေရင်အရာအလုံးကဘုရားသခင်သိတယ်တကယ်လို့ကျမမားခဲ့ရင်ဘုရားသခင်ကျမကိုစီရင်လိုက်မယ်သူတို့အတွက်တော့ဆုတောင်းခြင်းအဖြစ်ပဲကျမအချိန်ပြည့်တတိယပေးတယ်ပေါ့နော်နောက်တစ်ဦးအနေနဲ့မောရှေရဲ့အသက်တာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တော်လေယာကျမ်းအခန်းကြီး7အငယ်1မှာအကယ်၍ထာဝရဘုရားသည်မောရှေအားဖြစ်တဲ့ဗျာဒိတ်ပေးတော်မူသလောငါတို့အားဖြစ်လဲပေးတော်မမူသလောဟုဆိုကြ၏ထိုစကားကိုထာဝရဘုရားကြားတော်မူ၏ထိုနည်းတူပဲမောရှေကလည်းလူတွေရဲ့ထောက်ခံချက်ထက်ဘုရားသခင်သူ့ကိုဗာပြောလဲဆိုတာကိုပဲပို့ပြီးတော့မှအလေးထားတဲ့သူတူဖြစ်တယ်ဒါကြောင့်မလို့ဣတရီလာလူမျိုးတွေဟာဆိုလို့ရှိရင်အကတုပြည်မှာကျွန်ခံနေရတဲ့အခင်ဘုရားသခင်မောရှေကိုစေလွတ်ပြီးတော့ဣတရီလာလူမျိုးတွေကိုကယ်တင်ဖို့ရအတွက်အကတုပြည်ကိုစေလွတ်ခဲ့တယ်ဆိုတဲ့အကြောင်းလည်းကျွန်မတို့သိရှိမှာဖြစ်ပါတယ်အကတုပြည်မှာကျွန်ခံနေရဣတရီလာလူမျိုး6သိန်းကျော်ကိုလည်းပဲမောရှေဟာဆိုလို့ရှိရင်အကတုပြည်ကနေခေါ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းလည်းကျွန်မတို့သိရှိရမှာဖြစ်ပါတယ်မောရှေဟာခေါင်းဆောင်အနေနဲ့အဲ့ဒီဣတရီလာလူမျိုး6သိန်းကျော်ကိုဦးဆောင်ခဲ့ရတယ်ဒီလန်ခီတလျှောက်မှာလည်းပဲမောရှေဟာအမျိုးမျိုးပြောဆိုခြင်းကိုမောရှေကြုံတွေ့ခဲ့ရတယ်အဲ့ဒါလိုပဲလမ်းခုလက်တနေရာရောက်တဲ့အခါမောရှေဟာဆိုလို့ရှိရင်သူ့အကိုဖြစ်တဲ့အာရုန်နဲ့သူ့အမမီရီအန်ဟာဆိုလို့ရှိရင်မောရှေကုရှအမျိုးသမီးနဲ့စုံဖက်တာနဲ့ပတ်သက်ပြီးတော့မှဝေဖန်ကဲ့ရဲ့ခဲ့ကြတယ်တိုးတော်ညာလည်းပဲမောရှေဟာသူ့အကိုသူ့အမတွေရဲ့ဝေဖန်ကဲ့ရဲ့မှုကိုဘာကြောင့်ငါ့ကိုပြောရတာလဲဆိုပြီးတော့မှပြန်မပြောခဲ့ဘူးဗောနော်ဘာဖြစ်လဲဆိုလို့ရှိရင်ပြောပါစေမနော်တိုးတော်ညာလည်းပဲဘုရားသခင်ကတော့ပြောခွင့်မပေးခဲ့ဘူးဆိုတာကိုကျမတို့တွေ့ရှိရမှာပဲဖြစ်ပါတယ်တောလေယာကျမ်းအခန်းကြီး7တော်လေယာကျမ်းခန်းကြီး7အငယ်2ကိုကျမတို့ကြည့်မယ်အငယ်2ခဏကျမဖတ်သွားတဲ့ဒီကျမ်းပိုက်ပဲဖြစ်ပါတယ်မောရှေအဖြစ်ပဲဘုရားသခင်ကအလုံးလုံးတဲ့ဘုရားလားငါတို့အဖြစ်ရောဘုရားသခင်ကအလုံးမလုံးတဲ့ဘုရားလားဆိုပြီးတော့မှဒီကဲ့ရဲ့ဝေဖန်မှုကိုမောရှေကသူ့အကိုတွေရဲ့ထောက်ခံမှုကိုမမျှော်ခဲ့ဘူးဘုရားသခင်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာဘုရားသခင်ပဲသိတယ်ဆိုတဲ့အကြောင်းမောရှေကဝန်ခံတတ်တဲ့အတ္တတာရှိခဲ့တယ်ဒါကြောင့်မလို့ပဲမိရိအံကိုဘုရားသခင်ကဘယ်လိုဆုံးမခဲ့လဲဆိုလို့ရှိရင်တောလေယာကျမ်းအခန်းကြီး20အငယ်30မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်9:30ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အမျက်တော်ထွက်၍ထာဝရဘုရားကြွတော်မူသဖြင့်မိုးတိမ်တီတဲတော်အပေါ်မှကွာသွား၍မိရိယန်တီလည်းနူနာဆွဲ၍မိုးပွင့်ကဲ့သို့ဖြူဖွေးလေ၏အာရုန်ကြည့်၍မိရိယန်နူတီကိုမြင်လင်အိုးအကျွန်ုပ်၏ဘုရားသခင်အကျွန်ုပ်သည်မိုက်သောအမှုကိုပြုမိ၍ပြစ်မှားသောအပြစ်ကိုကျွန်ုပ်တို့အပေါ်မှာတင်တော်မမူပါနှင့်ဟုအကျွန်ုပ်တောင်းပန်ပါ၏ဘုရားသခင်ရွေးချယ်ထားတဲ့သူဘုရားသခင်ဆိုလို့ရှိရင်မောရှေကိုဘုရားသခင်ရွေးချယ်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့မောရှေကဘာမှသူ့အပေါ်မှာမထားပင်မဲ့ဘာတန်
แต่ย่ามาท้าเป็นแม่บ่เนาะพระตะเขียนတော့သူရွေးချယ်ထားတဲ့ခေါင်းဆောင်သူရွေးချယ်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မောရီမိရီယာနှုတ်အားဖြစ်ပဲပြောလိုက်တဲ့အရာဟာဆိုလို့ရှိရင်မနော်သူတကိုယ်လုံးဖြူဖွေးပြီးနူနာဆွဲသွားတယ်အဲ့ချိန်မှာသူ့အကူဖြစ်တဲ့အာရုံဟာမြင်တွေ့တဲ့အခါမှာအင်မတန်မှကြောက်လန့်တုန်လှုပ်နေဒီကနေ့ကျမတို့အရောက်စီတိုင်းရဲ့အသက်တာမှာကျမတို့ဓမ္မဟောင်းဖတ်ကြည့်တဲ့အချိန်ကျမတို့ဒါအဲ့ခက်ခဲခါမှာကျမတို့ဒါဒီအချိန်အသက်ရှင်ခဲ့မယ်ဆိုရင်ကျမဆိုရင်ပို့ဆိုးမှာနူနာတော့မကတော့ဘူးလားမသိတော့ဘူးပေါ့နော်ကျမရဲ့အသက်တာမှာနူနာတော့ကမှာမဟုတ်ဘူးဖခင်တခင်ဖခင်လှုပ်အောင်ခဲ့ပါဖခင်ရဲ့ကျမလှုပ်ပါမယ်ကိုတော့လှုပ်ပါအောင်ဖခင်တခင်ကငိမ့်ချမ်းတဲ့အခွင့်ကျမ်းမာတဲ့အခွင့်ပေးဖခင်တခင်ကိုမိသွားပြန်ပြီအဲ့လိုမျိုးကျမရဲ့အသက်တာလည်းအောင်မှဒီလိုရှိခဲ့တယ်ဆိုလို့ရှိရင်ဒီမီဒီယာနည်းနည်းလေးပဲပြောမိလိုက်တဲ့အမားအခက်အခါတာကျမအဲ့နေရာမှာအသက်ရှင်ခဲ့မယ်ဆိုကျွန်မဖျားသခင်ကျမခဏခဏပဲအပြစ်ပေးမှာမနော်အသက်တောင်ရှင်နိုင်ပါမလားဆိုပြီးတော့မှကျမကျန်းစာကိုဖတ်တဲ့အခါမှာကျမတအားကြောက်လဲကြောက်တယ်မနော်ဩဖျားခတ်ထားတဲ့လူကိုမပြစ်မာရဘူးဆိုတာကိုကျမတို့သိစိတ်မှာရှိတယ်ဓမ္မဆရာမပဲဖြစ်စေဓမ္မဝန်ဆောင်ဖျားအမှုတော်ဆောင်နေတဲ့လူတွေအရောက်စီတိုင်းမှာလည်းပဲအားနည်းချက်ရှိတယ်လို့အာတာချက်ရှိတယ်တခါတည်းလူသားဖြစ်တဲ့အခါကဲရဲ့ပြစ်တင်ချင်းနေကျမတို့ပြောမိမယ်ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်ကိုကျမတို့ဖတ်မိတဲ့အခါမှာဒီဆရာကောင်းတီဖြစ်စေမကောင်းတီဖြစ်စေသူနဲ့တနေ့သူနဲ့ဖရာသခင်ပဲရှင်းမှာကျမတို့နဲ့ရှင်းရမှာမဟုတ်ဘူးဒါကြောင့်မို့ကျမတို့မဝေဖန်မကဲ့ရဲ့မပြစ်တင်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတော့ဒီမီဒီယာဒါတော့မီဒီယာမောရှေကိုနည်းနည်းလေးပဲဝေဖန်ပြစ်တင်လိုက်ပေမဲ့နူနာတကူလုံးဆွဲသွားတယ်ဆိုတော့ကျမတို့တွေ့ရှိရမှာဖြစ်ပါတယ်ဒါကြောင့်မလို့မောရှေကသူ့အကိုနဲ့သူ့အမကိုအပြစ်မတင်တဲ့အပြင်တောလေအကျမ်းခန်းကြီး7အငယ်73ကိုကျမတို့ကြည့်မယ်ဆိုမောရှေကအိုးဖရာသခင်သူ၏အနာကိုပျောက်စေတော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟုထာဝရဘုရားအားအော်ဟစ်လေ၏မောရှေကသူ့အကိုနဲ့သူ့အမအတွက်သူတို့အပြစ်ကိုလွတ်ပေးဖို့တောင်းပန်တယ်ဒီကနေ့ဒါဟာဆိုလို့ရှိရင်ကျမတို့ကြည့်မောရှေရဲ့အသက်တာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းတူရဲ့အသက်တာခေါင်းဆောင်ကောင်းတူရဲ့အရေးချင်းမောရှေမှာအပြည့်အဝရှိတယ်ဆိုတဲ့အကြောင်းကိုကျမတို့သိရှိရမယ်ဖြစ်ပါတယ်ဣသရေလကျမတို့ဖတ်တဲ့အခါမှာဒီဣတရေလလူမျိုးတွေလည်းတော်သေးအောင်နားထူတဲ့ထဲမှာပါတယ်မောအစားဖို့တဖျားတကယ်အများအားမာနမုတ်ပြင်ဆင်ပေးတယ်မာနမုတ်စားရတယ်ဒါပေမဲ့ရိုးဤတော့တဲ့ချိန်မှာအသားစားခြင်းတယ်ဖျားတကယ်အသားပြင်ဆင်ပေးတယ်ဒါပေမဲ့သူတို့ကအမြဲတမ်းမောရှေအပေါ်မှာပြစ်တင်မှုတွေအမြဲတမ်းကြုံရတယ်နော်ဒါပေမဲ့မောရှေဟာခေါင်းဆောင်ကောင်းပြတတနဲ့အတူဟာဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကိုအကောင်းမွန်ဆုံးကြည့်ရှုစောင့်ရှောက်နိုင်ခဲ့တယ်ဆိုတာကိုလည်းကျမတို့သိရှိရမှာဖြစ်ပါတယ်ဒီကနေ့ကျမတို့ယုံကြည်သူအရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲမောရှေကဲ့သို့ပဲသူတပါးကိုဘလို့ပဲပြောနေပါစေခွင့်လွှတ်ခြင်းတရားသူတို့ကိုဘုရားသခင်အပြစ်မတင်အောင်ကျမတို့အမြဲတမ်းဆုတောင်းပေးတတ်ဖို့ကျမတို့နှလုံးသားထဲမှာတူမီတတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းမှပြောချင်တယ်တတိယအနေနဲ့ယောရှုနဲ့ဂါလက်နော်ယောရှုနဲ့ဂါလက်မှာဆိုရှင်တောရဲ့အကျမ်းခန်းကြီး14အငယ်ကိုထာဝရဘုရားကိုမပုန်ကန်ကြနှင့်ထိုပြည်သူပြည်သားတို့ကိုမကြောက်ကြနှင့်သူတို့သည်ငါတို့စားเสียအဖို့ဖြစ်ကြ၏သူတို့၌အမိတကယ်မရှိထာဝရဘုရားသည်ငါတို့ဘက်၌ရှိတော်မူ၏တို့ဖြစ်၍သူတို့ကိုမကြောက်ကြနှင့်ဟုဆိုလေတော့ဒီကနေ့မောရှေဟာဆိုလို့ရှိရင်မောရှေပါရန်တော်အရက်ပါရန်တော်ကာဒီရှာအရက်ကိုရောက်တဲ့အခါမှာခါနန်ပြည်ကိုစုံစမ်းဖို့ရန်အတွက်ထောက်လန်ရေး12ယောက်ကိုစေလွတ်ခဲ့တယ်ဗောနော်ထောက်လန်ရေး12ယောက်ဟာခါနန်ပြည်တောင်ဘက်စွန်းနဲ့မြောက်ဘက်စွန်းအထိသူတို့တွားရောက်ပြီးတော့မှစုံစမ်းခဲ့တယ်အဲ့ချိန်မှာယောရှုနဲ့ဂါလက်နော်ဒီနေရာမှာကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ငငယ်တော့ Sunday School ဆရာမကျမတို့ပြောပြဖူးတဲ့ပုံပြင်လိုပဲယောရှုနဲ့ဂါလက်ပြန်လာပြီးတော့မှစပစ်ခိုင်အောင်တည်လာတာအကြီးကြီးပဲဗောနော်စပစ်ခိုင်အကြီးကြီးကိုတည်လာပြီးတော့မှနို့နဲ့ပြားရည်တကယ်ရှန်နဲ့ပြည်ဖြစ်တယ်ဟဲ့ဖျားတခင်ငါတို့အတွက်မန်တကယ်ပြင်ဆင်ပေးတဲ့ပြည်ဖြစ်တယ်အသီးအနှံတွေလည်းအင်မတန်မှပေါ်များကြွယ်ဝတဲ့အသီးအနှံတွေလည်းအကြီးကြီးတွေပဲဖျားတခင်ကပြင်ဆင်ပေးတယ်တို့တော်ညာလည်းပဲယောရှုနဲ့ဂါလက်ရဲ့ပြောစကားတွေကို
ဣတိလလူမျိုးတွေဟာမထောက်ခံခဲ့ဘူးကြံတဲ့10ဦးရဲ့ပြောစကားကိုပဲဣတိလလူမျိုးတွေကထောက်ခံခဲ့တယ်ဆိုတဲ့အကြောင်းကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တောလေယာကျမ်းအခန်းကြီး73အငယ်23ကနေအငယ်32ကနေ33ကိုကြည့်မှရှယ်တောလေယာကျမ်းအခန်းကြီး73အငယ်32ကနေ33ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ငါတို့သွား၍စုံစမ်းသောပြည်သည်မိမိသားတို့ကိုဖျက်ဆီးတတ်၏ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည်အလွန်အယက်မြင့်ကြ၏ကိုကြီးသောလူအမျိုးအနွယ်အနာကအမျိုးအနွယ်ဖြစ်အလွန်ကြီးမားသောသူတို့ကိုလည်းမြင်ခဲ့ကြပြီးသူတို့ရှေ့မှာငါတို့သည်ကိုအထင်အတိုင်းနံကောင်ကဲ့သို့ဖြစ်၏သူတို့အထင်အတိုင်းထို့သို့ဖြစ်မည်ဟုဆို၍၎င်းမိမိတို့စုံစမ်းသောပြည်ကိုဣသရေလအမျိုးသားတို့အားမကောင်းသောသတင်းကိုပြန်ကြားပြောကြ၏ဒီခါကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ကျန်တဲ့10ဦးဟာဆိုလို့ရှိရင်ငါတို့အပီကိုသွားမတိုက်နဲ့လူကောင်တွေကအကြီးကြီးပဲငါတို့သွားတိုက်ရင်လည်းအချင်းကြီးပဲသူတို့ရဲ့စကားနဲ့ဆိုတကယ်လို့သွားတိုက်လို့ရှိရင်ငါတို့အတီသွားခံတယ်လို့ပဲသူတို့လူကောင်တွေအကြီးကြီးပဲဆိုပြီးတော့မှအဲ့ချိန်မှာဣသရေလလူမျိုးတွေလောက်ပြီးမောရှေကိုပုန်ကန်ပြီးယောရှုနဲ့ဂါလက်ပြောတဲ့စကားကိုကျွန်တော်တို့နားထဲကိုမဝင်တော့ဘူးတိုးတော်ညာလည်းပဲအဲ့တရှုဆယ်ဦးပြောတဲ့စကားကိုပဲသူတို့နားထဲမှာဝင်ပြီးကြောက်လန့်နေဒါကြောင့်မလို့သူတို့ဟာဆိုအဲ့ကတူပြည်ပြန်ဖို့ပဲနည်းနည်းပြဿနာတစ်ခုဖြစ်ပြီးဒီတောလေယာကျမ်းမှာကျမတို့ကြည့်မယ်ဆိုရင်မောရှေဣသရေလလူမျိုးတွေကိုခေါ်ဆောင်တဲ့အခါမှာကြီးကျမတို့စက်ဖတ်မယ်ဆိုရင်ပြဿနာတစ်ခုဖြစ်ပြီဆိုရင်အကတူပြန်မယ်ခေါင်းဆောင်ရွေးချယ်ခဲ့တယ်အဲ့လိုမျိုးသူတို့တွေကပုံကန်မောရှေကိုပုံကန်ကြတယ်ဒါပေမဲ့သူတို့ရဲ့ယောရှုနဲ့ဂါလက်ရဲ့ပြောစကားကိုကျွန်တော်တို့နားထဲမှာဘုရားသခင်ငါတို့ကိုအကတူပြည်ကနေခေါ်ဆောင်ခဲ့တယ်အဲ့ချိန်မှာယန်သူတွေငါတို့နောက်ကိုလိုက်တဲ့အခါမှာဘုရားသခင်ကပင်လယ်နီနှချောင်းကိုကွဲစီပြီးငါတို့ကိုကယ်နှုတ်ခဲ့တယ်ဆိုတော့မအောင်မေ့ဘူးဘုရားသခင်ကိုမကိုးစားဘုရားသခင်ငါတို့နဲ့အတူရှိတယ်ဆိုတော့သူတို့ကအချိန်နဲ့အမြင်မေ့လျော့တယ်ဘုရားသခင်ငါတို့မာနမုတ်တွေကျွေးတယ်ငါတို့အသားစားရှင်လဲအသားတွေကျွေးတယ်ရေငတ်တဲ့အချိန်မှာဘုရားသခင်ငါတို့ကိုရေတိုက်တယ်အဲ့ဒါကိုဣသရေလလူမျိုးတွေကတတိမရပဲနဲ့1နှစ်3ဆိုရင်ကြောက်ပြီးအကတူပြည်ပြန်မယ်1နှစ်3ကြောက်ပြီးဆိုရင်အကတူပြည်ပြန်မယ်ဘုရားသခင်ငါတို့နဲ့သူရှိတဲ့လက်တလျှောက်လုံးဘုရားသခင်ငါတို့ပို့ဆောင်တယ်ငါတို့ဝင်တိုက်နိုင်မယ်ဆိုတာကိုသူတို့စိတ်ထဲမှာမရှိဘူးကဲ့ရဲ့ပြစ်တင်ခြင်းပဲရှိတယ်ဒီကနေ့ပေါ့နော်ယောရှုနဲ့ဂါလက်နော်သူတို့ရဲ့အဲ့ဒီလိုမျိုးဘုရားသခင်ကိုးစားခြင်းမရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီတချို့10ဦးနဲ့သူဣသရေလလူမျိုးတွေဟာဆိုလို့ရှိရင်ခါနာန်ပြည်ကိုဝင်ခွင့်မရခဲ့ဘူးနောက်ကျန်တဲ့ဂါလက်နဲ့ယောရှုနဲ့ဂါလက်နဲ့ကျန်တဲ့ဣသရေလမျိုးဆက်တစ်တွေပဲခါနာန်ပြည်ကိုဝင်စားခွင့်ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျမတို့သိရှိရမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုကျမတို့ကြည့်ရှင်အဖြစ်ဘုရားသခင်ကကျမတို့အမြဲတမ်းပို့ဆောင်တဲ့ဖခင်ဖြစ်တယ်ဒုက္ခလည်းတွေ့နိုင်တယ်လို့ဒုက္ခလည်းကျမတို့တွေ့နိုင်တယ်တခါတရံဘုရားသခင်ဒုက္ခပေးလိုက်တဲ့အခါမှာကျွန်တော်တို့အရင်တမ်းခက်ခဲတဲ့အရာတို့ဘုရားသခင်ကနေငါနဲ့မရှိတော့ဘူးလားနေငါနဲ့အတူမတွားလာဘူးလားဆိုတော့ဘုရားသခင်ကိုကျမတို့ဝေဖန်ပြစ်တင်ကြတယ်ဘုရားသခင်ဒုက္ခပေးတဲ့အခါမှာဘုရားသခင်ကိုတော့မေ့တယ်ဘုရားသခင်နဲ့မတွားလာတော့ဘူးပျော်လိုက်ကြတာပြုံးလိုက်ကြတာပေါ့နော်တခါတလေကျမတို့အရောက်စီတိုင်းအသက်တာလည်းအဲ့လိုမျိုးရှိတယ်ဆိုတဲ့အကြောင်းဒီအရာဟာကျမတို့ရဲ့အသက်တာမှာခွန်အားယူဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်နောက်ဆုံးတူနဲ့ဒါဝိရဲ့အသက်တာကိုကျမတို့စင်ချင်ခွန်အားယူကြပါစို့ပေါ့နော်ဖိလိတိလူတွေဟာဆိုတော့ဣသရေလတို့ကိုပေါ့နော်ဒီအေလာချိုင်းနာချိုင်းဝိုင်းနာမှာပေါ့နော်စစ်ခင်းဖို့ရန်အတွက်ပြင်ဆင်နေတဲ့အချိန်မှာယေရှဲရဲ့သားဖြစ်တဲ့ဒါဝိဟာဆိုလို့ရှိရင်တိုးချောင်းသားဒါဝိလေးဟာဆိုလို့ရှိရင်မနော်သူ့အဖေဟာသွားရှောလူစစ်တပ်မှာနေ့အကိုတွေအမှုထမ်းနေတယ်နေ့အကိုတွေနေကောင်းချမ်းမှာကြလားဆိုတာကိုသွားပြီးတော့စုံစမ်းဖို့ရန်အတွက်သူ့ကိုပောက်တဖာနဲ့မုတ်ဆယ်လုံးပေးပြီးတော့မှစုံစမ်းဖို့စေလွတ်တယ်စေလွတ်တဲ့အခါမှာဗောနော်အဲ့ချိန်မှာဒါဝိဟာဆိုလို့ရှိရင်အဲ့နေရာကိုရောက်သွားတဲ့အခါမှာဖိလိတိလူဖြစ်တဲ့ဂေါလိယကချိန်နဲ့တပြေးညီဣသရေလလူမျိုးတွေကိုစိန်ခေါ်နေတယ်ဗောနော်
ngao tai này là ta sụp đổ miếng là sinh con này, đó mẹ ít thì là lùm nhú đấy, ở trên mà lấy trâu duyên tổng lâu này đấy, lâu mà tai ghé bù, nó ở trên mà đào huy à, nó chi này đấy, tu đào huy à chi này đấy, ở trên mà đào huy xích thế mà khăm mà dẹp chứ mà nó cho nó cho mà đối xử lên và xích thế mà đi lắm mà phải mà tai này mà tai cha đã lẽ rồi đào huy à rồi mà khăm mà dẹp chứ mà cho mà anh này nè bọn nó, ở trên mà đào huy à rồi xuyên tu ở cô riu pi mẹ giết khá thêm tên để lụt thảm pi rồi mà đào huy à toa rồi mà toa rồi mà diễn sai mẹ rồi ở trong ngủ đào huy toa ở trên mà tu ở cô riu tu bà biểu lẽ rồi xuyênဓမ္မရာဆိုရင်ပထမဆာဆောင်အခန်းကြီး7အငယ်28ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ထိုသူတို့နဲ့ဒါဝိပြောသည့်အကူအကြီးအေလိယဘကြားလင်ဒါဝိကိုအမျက်ထွက်၍တင်တီအဘယ်ကြောင့်ဤအရက်တို့လာတနည်းထိုနည်းသူတိုးတို့ကိုတောတွင်အဘယ်သူလက်၌အပ်တနည်းတင်မာနာကြီးချင်းတစ်စိတ်နှလုံးစိုးညစ်ခြင်းကိုငါသိ၏နော်ဒီဟာဆိုရှင်ရင်သူ့အကူကသူ့အဖေကဒါဝိကိုဒီနေရာလွတ်လိုက်တဲ့အခါနေကောင်းကျမ်းမာရဲ့လားဆိုတာပဲတွားကြည့်ဖို့မုတ်ပဲတရေစာတွေတွားပေးဖို့ပဲသူ့အဖေကစေလွတ်လိုက်တယ်တိုးတော်ညာလည်းပဲတစ်ချိန်လုံးပေါ့နော်အဲ့ဒီဂေါလိယကဖိလိတိလူဖြစ်တဲ့ဒီဂေါလိယကအများအားစိန်ခေါ်နေအဲ့ချိန်မှာဒါဝိဒ်ကဂေါလိယနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ရအတွက်သူတွားပြီးတော့မှရှောလုမင်းထံနော်ရှောလုမင်းထံကိုသူတွားပြီးတော့မှတောင်းသူများခေါ်ဆောင်သွားတယ်အဲ့ချိန်မှာသူတိုက်ခိုက်ဖို့ရန်သူပြင်ဆင်တယ်သူပြင်ဆင်တဲ့ဟာဆိုလို့ရှိရင်ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်အခန်းကြီး7ဓမ္မရာဆိုရင်အခန်းကြီး7အငယ်45 46ကျမတို့ရှိမယ်ဆိုလို့ရှိရင်ဒါဝိဒ်ကတင်တီဒါလန်ဒန်ကိဒုံပါလဲငါထန်တိုးလာဤငါတီတင်ကျိန်ပေတော့ဣတေရဘုံချေတို့ဤဖျားသခင်ကောင်းကင်ဘုံချေအရှင်သာရဖျားဤနာမပါလဲတင်ရှိရတို့ငါလာဤသာရဖျားသည်တင့်ကိုငါလက်၌ယနေ့အပ်တော်မူသည်ဖြင့်တင့်ကိုငါတက်၍လက်ဘင်းကိုဖြတ်မည်ဆိုပြီးတော့မှကြွေးကြော်တဲ့အချိန်မှာအဲ့နေရာမှာကျမတို့ရုပ်ရှင်ကားကြည့်မယ်ဆိုလို့ရှိရင်ဂေါလိယဆိုဟာဆိုရီမာပဲဒါဝိဒ်ကကျမတို့ဒါဝိဒ်ကပူတေးတာဖူးဖွေးလေးပဲကျမတို့တိတာလေအဲ့ဆိုရင်ကျမတို့မြင်အောင်ကြည့်ရင်လေကျမတို့ငယ်တော့ Sunday School ဆရာမတွေပြောပြတဲ့အချိန်မှာကျမတို့လည်းရည်ခဲ့တယ်ဒါဝိဒ်ဘယ်လိုတိုက်နိုင်မလဲဆိုတော့ရည်တယ်ဒါပေမဲ့ကျမတို့အခုသူကဘုရားသခင်နာမနဲ့လာတဲ့အတွက်ကြောင့်ဘုရားသခင်ကသူနဲ့အတူရှိတယ်ဒါဝိဒ်ကသူကြုံတွေ့ရတဲ့အခက်ခဲပြဿနာတိုင်းသူ့ရဲ့အသက်တာမှာသူတိုးကြောင်းနေတဲ့အချိန်မှာလည်းပဲရှင်သိတ်တွေနဲ့ရင်ဆိုင်ရမယ်နေခွေးတွေနဲ့လည်းသူရင်ဆိုင်သူ့တိုးတွေမပြောက်အောင်သူ့တိုးတွေကိုသူကာကွယ်ဖို့ရန်အတွက်ချိန်နဲ့တပြေးညီသူကဒီလောက်လေးနဲ့သူဟာယဉ်နီးပြီးသားလူဖြစ်တယ်ဒါကြောင့်မလို့ဒါဝိဒ်ဟာဆိုလို့ရှိရင်လောက်လေးတစ်လုံးလွဲပြီးတော့မှဂေါလိယကိုအနိုင်ပိုင်းတဲ့အခါနောက်ဆုံးဘုရားသခင်ဟာဆိုလို့ရှိရင်ဂေါလိယရဲ့အသက်ကိုဒါဝိဒ်လက်အောက်ကိုကြာရောက်နိုင်ရတဲ့အခွင့်ဘုရားသခင်ပေးတယ်ဒီကနေ့ကျမအရောက်စီတိုင်းရဲ့အသက်တာမှာလည်းပဲနော်ဘုရားသခင်နဲ့နာမနဲ့တွာလာတတ်ဖို့ကျမတို့ကိုးကွယ်နေတဲ့ဖခင်ဟာဆိုလို့ရှိရင်အသက်မဲ့တဲ့ဖခင်မဟုတ်ဘူးဖခင်တကာတို့ရဲ့ဖခင်ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖြစ်တယ်ဒါကြောင့်မလို့တခါတည်းကျမတို့ကြုံတွေ့ရတဲ့အခက်ခဲပြဿနာတိုင်းဟာဆိုလို့ရှိရင်ဖခင်တခင်ကကျမတို့ရဲ့အသက်တာမှာဘဝပေးသင်ခန်းစာအဖြစ်လည်းဖြစ်နိုင်တယ်ငါသမီးဒီထက်ရင့်ကျက်ပါစေငါသမီးဒီထက်ခံရည်ရှိပါစေတကယ်လို့ဖခင်တခင်ကအဲ့လိုပေးလိုက်တဲ့အခါမှာနောက်တစ်ခါဒီလောက်လေးလာလို့ရှိရင်ကျမတို့မမှုတော့ဘူးဒီဒုက္ခဆင်းရဲလေးကတော့ကျမတို့အရောက်စတိုင်းအသက်တာမှာမမှုတော့ဘူးဘာဖြစ်လို့ဆိုဘဝခါလီတနေ့ကျရင်ခြူသောအရာတာကိုကျမတို့ခံစားရမှာပဲဖြစ်တယ်ဒါကြောင့်မှဒီမှာရှိတဲ့ညီကိုမတော်မအရောက်စတိုင်းအသက်တာလည်းပဲဒီကနေ့ကျမတို့တစ်ခါတည်းလူတွေရဲ့ထောက်ခံမှုကိုပဲကျမတို့တစ်ချိန်လုံးမျှော်ကိုးနေဒီလူအကောင်းငါ့ချိန်လုံးပဲအကောင်းပြောခိုင်းစေချင်တယ်ဆိုတဲ့လူတွေလည်းရှိတယ်တိုးတော်ညာပဲအဓိကကျမတို့နှလုံးသားထဲမှာတုံမိရမှာဘုရားသခင်နဲ့အတူတွာလာဖို့ဘုရားသခင်ငါ့ကိုဘာခိုင်းနေပြီလဲဘုရားသခင်ငါ့ကိုဘာပြောနေပြီလဲဆိုတာအသက်တာမ
မှာတူမီဖို့လူတွေရဲ့မျက်နာကိုမကြည့်စရာမလိုဘူးဘုရားသခင်နဲ့ကျွန်တော်တို့အတူသွားလာနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟာဆိုမန်ကန်တဲ့ရွေးချယ်မှုကျွန်မတို့ရွေးချယ်တယ်ဒါကြောင့်မလို့နီဟာမိယာဆိုလို့ရှိရင်ယေရုရှလင်မြို့ရိုးတိဆောက်တဲ့အခါမှာလဲအဲ့ဒီလူတွေရဲ့ကဲ့ရဲ့ပြစ်တင်တန်တွေချင်းချောက်တဲ့အရာတွေကိုစိတ်ထဲမှာမထားဘူးဘုရားသခင်ခိုင်းထားတဲ့အရာဖြစ်တဲ့အတွက်ငါလုပ်ရင်ဘုရားသခင်ကလည်းအတူပါမယ်ဆိုတော့နီဟာမိအောင်မြင်တဲ့အသက်တာရရှိခဲ့တယ်နောက်ပြီးတော့မှမောရှေလည်းပဲသူ့အကိုသူ့အမဘာပဲပြောနေပါစေဣသရေလလူမျိုးတွေဘလို့ပဲကဲ့ရဲ့ပြစ်တင်နေပါစေသူဟာဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကိုခွင့်လွှတ်ပေးဖို့ဘုရားသခင်နဲ့အချိန်တပြေးညီတောင်းလျှောက်ပေးတဲ့အခါခေါင်းဆောင်ကောင်းအရေးချင်းကျွန်မတို့တွေ့ရှိရမှာဖြစ်ပါတယ်ပြီးတော့ယောရှုနဲ့ဂါလက်လူဂျန်နဲ့တရှုဆယ်ဦးကဘာပဲပြောနေပဲယောရှုနဲ့ဂါလက်ကတော့ဒီနေရာဘုရားသခင်ပြင်ဆင်ပေးတဲ့နှုတ်နဲ့ပြားရည်တကယ်ရှန်တဲ့ပြည်ဖြစ်တယ်ငါတို့ဝင်စားရရင်ပျော်စရာအရန်ကောင်းမယ်ဘုရားသခင်ပေးတဲ့ပြည်ဆိုတာမှန်တယ်ဆိုတဲ့ဟာကိုသူတို့ကကိုးစားတဲ့အတွက်ကြောင့်နောက်ဆုံးယောရှုနဲ့ဂါလက်ဟာခါနန်ပြည်ကိုဝင်စားနိုင်ရတဲ့အခွင့်ကိုဘုရားသခင်ပေးခဲ့တယ်နောက်ဆုံးဒါဝိဒ်ရဲ့အသက်တာသူ့ရဲ့ခွန်အားနဲ့သူသွားမယ်ဆိုရင်ဒီဂေါလိယကိုသူမနိုင်နိုင်ဘူးတိုးတော်ညာလည်းပဲသူကိုးကွယ်သူကိုးစားနေတဲ့ဘုရားသခင်ရဲ့နာမတော်နဲ့သူသွားတယ်ဘုရားသခင်ရဲ့နာမတော်နဲ့တိုက်ခိုက်တဲ့အခါချင်းချောက်နေတဲ့ဒီဖိလိတိလူဂေါလိယကိုလည်းတပ်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်မတို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့အရောက်စတိုင်းရဲ့အသက်တာမှာလည်းပဲလူတွေရဲ့ထောက်ခံမှုကိုကျွန်တော်တို့မမျှော်လင့်ဘဲနဲ့ဘုရားသခင်ရဲ့ထောက်ခံမှုကိုပဲကျွန်တော်ဘုရားသခင်ရဲ့စေစားချက်ဘုရားသခင်ရဲ့ထောက်ခံမှုကိုကျွန်တော်တို့မျှော်ကြည့်ပြီးတော့ဘုရားသခင်ကိုသာစစ်မျှော်ကြည့်ပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာမှာခွန်အားယူတတ်ဖို့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းဒီဒေသနာလေးနဲ့အနေငယ်တိုက်တွန်းခွန်အားပေးခြင်းနဲ့ဂျာနာတော်ရောက်စီတာရဲ့အသက်တာမှာထိမိ၍လဲစရာဖြစ်စေပဲထိမိ၍တိဆောက်နိုင်တဲ့အသက်တာဖြစ်စေဖို့ဘုရားရှင်ကောင်းချီးပေးပါစေ